ဖေးအကြောင်းတွေပဲပြောနေလို့အမေကတော့စိတ်ကောက်နေအောင်ပါပဲတကယ်တော့ကျွန်တော်ဘဝရဲ့နေ့ရက်တိုင်းမှာအမေမြတ်တာနဲ့အမြဲလုံခြုံနေခဲ့တာပါစီကန်းကြည့်တဲ့အမေတန်ရှင်းတဲ့ရတာကိုသိကြိုက်တဲ့အမေခြေရာကိုလိုက်နှင်းခြင်းပြီးမေကျွန်တော်ကတော့အမေလောက်စီကန်းမရှိဘူးနော်အမေငယ်ကအမေစူတတ်တာတွေကိုကျွန်တော်နားမလည်ခဲ့ဘူးအမေညံထဲမှာအမြဲအားမလို့အားမရမှုတွေနဲ့ကျွန်တော်ကိုကောင်းစေခြင်းနဲ့စေတနာတွေနဲ့ပြောနေမှအဲ့ဒီတုန်းကမသိခဲ့ဘူးအမေဆိုရင်ငိုမယ်စိတ်ကောက်မယ်ဒါပဲသိခဲ့တဲ့ကလေးတယောက်မို့အခုမှပြန်တွေးပြီးနောင်တရမိတယ်အမေစိတ်မဆိုးပါနဲ့နော်အခုတော့အမေချက်ကျွေးတဲ့သမင်းဟင်းတွေကိုအယမ်းလွမ်းတာပဲအတီးရွက်ကိုပိုကြိုက်တဲ့အမေကကျွန်တော်တို့သားဖတွေအတွက်ဆိုရင်တော့အပင်ပန်းခံပြီးအသားဟင်းကိုနေ့တိုင်းမပါအောင်ချက်ကျွေးခဲ့တယ်ဒါတွေကအမေရဲ့မိသားတွေတဲကအသေးဖရဲလေးတွေပဲရှိသေးတယ်ဆိုတာအခုမှကျွန်တော်ပိုသိလိုက်ရတယ်အခုရန်ကုန်မှာတယောက်တည်းစားတောက်နေရတဲ့အခါအမေတကူးတကချက်ကျွေးတယ်အဲ့ဒီထမင်းဝိုင်းလေးကိုအယမ်းလွမ်းတာပဲအမေထမင်းမစားရင်လဲစူတတ်တဲ့အမေရဲ့အတန်လေးကိုလည်းပြန်ကြားချင်မိတယ်လွမ်းတယ်အမေအသက်ကြီးလာလေးအမေရဲ့ချစ်ချင်းမြတ်တာတွေကိုပိုပြီးတန်ဖိုးထားတတ်လာလေးပါပဲ